ဒီသင်ခန်းစာက Written English Unit 6B Vocabulary ဘိုင်းမှာပါတဲ့ say and tell အကြောင်းဖြစ်ပါတယ်။စာမျက်နှာ49မှာဖော်ပြထားပါတယ်။ say and tell နှစ်ခုရဲ့ကွာခြားပုံကိုရှင်းပြထားပါတယ်။နောက်ပြီးတော့နမူနာဝါကျ၄ခုပေးထားပါတယ်။ဆက်လက်ပြီးတော့သိသင့်တဲ့အချက်လေးတွေကိုလည်းအချက်၃ချက်နဲ့ဖော်ပြထားပါတယ်။နောက်လေ့ကျင့်မှုအတွက် exercise B မှာဝါကျ15ခုပေးထားပါတယ်။ say and tell တစ်ခုကိုသုံးပြီးတော့ကွက်လက်ဖြည့်ပေးရမှာပါ။အဲ့ဒီအကြောင်းအရာကိုဆရာရှင်းပြပေးပါမယ်။ Study the following pointers အောက်ပါညွှန်ပြချက်များကိုလေ့လာပါ Say about something နောက်တစ်ခုက tell about somebody about something ဒါကဝါကျမှာရေးမယ်ဆိုရင် say ဆိုတဲ့စကားလုံးကိုရေးပြီးတဲ့အခါမှာနောက်က something သူဘာပြောတယ်ဆိုတာကိုရေးတာပါ။ tell ဆိုတဲ့စကားလုံးကိုသုံးတယ်ဆိုလို့ရှိရင်လည်း tell နောက်မှာ somebody ဘယ်သူကိုပြောတယ်နောက်ဘာပြောတယ်ဆိုတဲ့ဟာကို something ကိုဆက်ရေးသွားတာပါဒါကြောင့်ဗမာလိုရှင်းပြထားပါတယ် say something ရဲ့နောက်မှာ say about ဘာပြောသည်ဖြစ်ပါတယ် tell about somebody about something မှာလည်းဗမာလိုရေးထားတာက tell about ဘယ်သူကို about ဘာပြောသည်ဖြစ်ပါတယ်ဒါဝါကျမှာရေးတဲ့အခါမှာရေးရမယ့်ပုံစံဖြစ်ပါတယ်နမူနာဝါကျနဲ့ရှင်းပြပါမယ် Mary told me that she liked her new dress ဒီဝါကျရဲ့အသုံးက tell about somebody အသုံးဖြစ်ပါတယ် that ကမပါလဲရပါတယ်ဒါကြောင့်မလို့ဝိဇ္ဇာကိုပြီးနဲ့ရေးထားတာပါ Mary ကသူမရဲ့ဝတ်စုံအသစ်ကိုသဘောကျကြောင်းကျွန်တော်ကိုပြောပြခဲ့ပါတယ်နောက်ဝါကျကိုကြည့်ပါမယ် Mary said that she liked her new dress ဒီဝါကျရဲ့အသုံးကတော့ say about something အသုံးဖြစ်ပါတယ် that ကမပါလဲရပါတယ် Mary ကသူမရဲ့ဝတ်စုံအသစ်ကိုသဘောကျတယ်လို့ဆိုပါတယ်ဒီဝါကျမှာပထမဝါကျမှာ she like ဆိုပြီးတော့ past tense နဲ့ဖော်ပြထားပါတယ်ဒါကသူ့ရဲ့ရှေ့မှာရှိတဲ့ told me ဆိုတာက past tense ဖြစ်လို့ပါ she tell me လို့ဆိုလို့ရှိရင်ဒီနေရာမှာ past tense မဟုတ်ဘဲpresent tense ဖြစ်နိုင်ပါတယ်ဒုတိယဝါကျမှာ Mary say that ဆိုပြီးတော့ say က verb 1 ပုံစံဖြစ်တဲ့အတွက်သူ့နောက်ကလိုက်တဲ့ she like ဆိုတာကလည်း verb 1 ပုံစံနဲ့ရေးထားတာပါနောက်တစ်ကြောင်းဖတ်ပါမယ် Can you say good morning in another language ဒီဝါကျရဲ့အသုံးရလည်း say about something ဖြစ်ပါတယ်ဗမာလိုအဓိပ္ပာယ်ကကောင်းသောနာနဲ့ခင်းကိုခြားဘာသာစကားဖြင့်မင်းပြောနိုင်သလားဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ဝါကျတစ်ခု Can you tell your mother I call ဒီဝါကျရဲ့အသုံးလုံးဝါကျဖွဲ့စည်းပုံက tell about somebody about something အသုံးဖြစ်ပါတယ် tell နောက်မှာ your mother ဆိုပြီးတော့လိုက်ပါတယ်ဘယ်သူကိုပြောတယ်ဆိုတာရေ I call ငါခေါ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတဲ့ဘာပြောတယ်ဆိုတဲ့အသုံးအနှုန်းဖြစ်ပါတယ်အဓိပ္ပာယ်ကမင်းအမေကိုငါဖုံးဆက်တယ်လို့ပြောပြနိုင်မလားလို့အဓိပ္ပာယ်ရပါတယ်more pointers နောက်ထပ်ညွှန်ပြချက်များ say can be followed by do but not tell ဗမာလိုအဓိပ္ပာယ်က say နောက်တွင် do လိုက်၍ရသည်သို့သော tell နောက်တွင် do မလိုက်ပါဒါကိုနမူနာဝါကျနဲ့ရှင်းပြပါမယ် What did he say to the police ဒီနေရာမှာ say to အသုံးလေးပါသူ့နောက်မှာ somebody လိုက်ဆိုတဲ့စကားလုံးလိုက်ပါတယ်အဓိပ္ပာယ်ကရဲကိုသူဘာပြောတာလဲဖြစ်ပါတယ်နောက်ဝါကျကိုကြည့်ပါမယ်
What did he tell the police? ဒီမှာရှိတဲ့ဝါကြအသုံးက tell about somebody ဖြစ်ပါတယ်ရဲကိုသူပါပြောတာလေအဲ့တော့ဒီစကားလုံးဒီဝါကြနှစ်ခုရဲ့ကွဲပြားချက်က say နောက်မှာတူလိုက်တယ်ဆိုရင်ဘသူကိုပြောတာလဲဆိုတဲ့ object ကိုလိုက်လို့ရပါတယ်တဲနောက်မှာတော့သူဘသူကိုပြောလဲဆိုတဲ့ object ကိုတူမခံမဲနဲ့ direct လိုက်လို့ရပါတယ်နောက်တစ်ချက် will you say with words such as hello goodbye and prayer ဒီဘေကစေးနဲ့တွဲ၍လိုက်သောစကားလုံးများသည်ဥပမာ hello goodbye and prayer တွေ့ဆုံနှုတ်ဆက်ခြင်းမခွဲခွာခင်နှုတ်ဆက်ခြင်းဆုတောင်းခြင်းစသည်များဖြစ်သည် She always say her prayer before going to bed အိယာမဝင်ခင်မှာသူမရဲ့ဆုတောင်းတွေကိုအမြဲပြောလို့ရှိပါတယ်ဒီနေရာမှာ says နောက်မှာသူမဘာပြောတယ်ဆိုတာကိုထည့်ရေးတာပါဒီစကားလုံးကလည်းအပေါ်မှာရှင်းပြတဲ့ထဲမှာပါတဲ့ prayer ပါပဲ say နောက်မှာအမြဲလိုက်လို့ရှိတဲ့စကားလုံးတွေ say နဲ့ prayer နဲ့သုံးမယ်ဆိုလို့ရှိရင်ဒီလိုပုံသဏ္ဍာန်သုံးတယ်လို့ပြောတာပါဒီနေရာမှာ not အဲ့ဒီလိုမသုံးပါဘူး tell her prayer tell ဆိုတဲ့စကားလုံးကိုသုံးပြီးတော့အဲ့ဒီနောက်မှာ her prayer ဆိုတော့ထည့်မသုံးပါဘူး say her prayer လို့ပဲသုံးလို့ရှိတယ်လို့ပြောတာဖြစ်ပါတယ်နောက်ဝါကြတစ်ခု he said goodbye to his friends before he left for Singapore စင်ကာပူကိုသူမထွက်ခွာခင်သူ့တငယ်ချင်းတွေကိုနှုတ်ဆက်ခဲ့ပါတယ်ဒီနေရာမှာလဲဆေးရဲ့နောက်မှာ goodbye ဆိုပြီးတော့တန်းပြီးတော့ပြောပါတယ်သူဘာပြောလဲဆိုတာကိုဒီနေရာမှာ not to goodbye not ဆိုတဲ့စကားလုံးကိုမသုံးလို့ဆိုလိုတာပါအဲ့တော့ဒီအချက်ကဘာပြောတာလဲဆိုတော့ say ဆိုတဲ့စလုံးကိုသုံးမယ်ဆိုလို့ရှိရင် hello တို့ goodbye တို့ prayer တို့သုံးလို့ရှိတယ်လို့ပြောတာပါနောက်တစ်ချက် we use tell with words such as the truth a lie a joke and a story ဒီစကားလုံးတွေဆိုလို့ရှိရင် tell ဆိုတဲ့စလုံးနဲ့တွဲသုံးတယ်လို့ဆိုလိုပါတယ်တဲနဲ့တွဲရလိုက်သောစကားလုံးများသည် the truth a lie a joke and a story တို့ဖြစ်သည်နမူနာဝါကြပေးထားပါတယ် you should never tell a lie မင်းဘယ်တော့မှလိမ်မပြောသင့်ဒီနေရာမှာ say ဆိုတဲ့စလုံးကိုသုံးလို့မရှိပါဘူးနောက်ဝါကြတစ်ခု come on Kevin you are good at telling jokes လာပါလုပ်ပါ Kevin မင်းကဟာတာတွေပြောတတ်တယ်ဒီလိုအသုံးလုံးမှလည်း say joke ဆိုပြီးတော့မပြောပါဘူးဆက်လက်ပြီးတော့ exercise B ကိုဆရာတို့လုပ်ကြည့်ပါမယ် complete each sentence using the correct form of say or tell say သို့မဟုတ် tell ဤမှန်ကန်သောပုံစံကိုအသုံးပြုဝါကြကိုပြည့်စုံအောင်ဖြည့်ပါ say နဲ့ tell မှန်ကန်သောပုံစံဆိုတာက present form လား past tense form လားဆိုတာကိုဆရာတို့ရွေးဖြည့်ရမှာပါတီတာသူမပြောတယ်ဆိုတဲ့စကားလုံးဖြစ်မှာပါ say နဲ့ tell တလုံးလုံးဖြစ်ရမှာပါ she would join us after work သူမငါတို့နဲ့လာပူးပေါင်းမယ်သူမအလုပ်ပြီးပြီဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့တီတာကသူမပြောခဲ့တာပါတီတာကသူမဘာပြောတယ်ဆိုတော့ဖြစ်တဲ့အတွက်ဒီမှာ say ရဲ့ formula ရ say နောက်မှာ say about something ဆိုပြီးတော့ဆရာတို့လေ့လာခဲ့ပါတယ်ဒါကြောင့်မို့လို့ဒီနေရာမှာ say ကိုဖြည့်ရပါမယ်သို့တော့ဝါကြမှာဒီမှာ she would လို့ပြောတာဖြစ်ပါတယ် she would ဆိုတာ will past tense will would ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေရာမှာ say ရဲ့ past tense form she said
ဆိုပြီးတော့ဖြည့်ရပါမယ်ဒါကြောင့်မို့လို့ she said she would join us after work ဆိုပြီးတော့ဖြည့်ပါတယ်ဗမာလိုအဓိပ္ပာယ်ကအလုပ်ပြီးရင်တီတာကကျွန်တော်တို့နဲ့လာပေါင်းမယ်စုံတယ်လို့ပြောသည်ဒီနေရာမှာဆေးကိုဖြည့်တာဖြစ်တဲ့အတွက်ဝင်းစာကုမ္ပဏီနဲ့ရှင်းပြထားပါတယ်ဘာပြောသည်ကိုဖော်ပြ၍ဆေးကိုဖြည့်တယ်ဆိုတဲ့အကြောင်းဆေးကိုဘာကြောင့်ဖြည့်တယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်အခုရှင်းပြတဲ့ question 1နဲ့ question 2မှာပို့ပြီးတော့ရှင်းအောင်ဆိုလို့ရှိရင်ဒီနောက်ကစာသားလေးကိုဆရာထပ်ပြီးတော့ဖြည့်ပေးပါမယ်ဆရာတို့အပေါ်မှာလေးလာခဲ့တဲ့ဆေးအပေါင်းsomething ဆိုတဲ့စာသားလေးပါဒါဘယ်ကနေယူလဲဆိုတော့အပေါ်ဆုံးမှာစချင်းဆေးအပေါင်း something နဲ့တဲ့ about somebody something ဖြစ်ပါတယ်ဒါလေးကိုဆရာ copy ကူးလိုက်ပါတယ်copy ကူးပြီးတော့ဆရာဒီနေရာမှာပဲဖြည့်ပေးပါတယ်စာကြောင်းရှိတော့တဲ့နောက်တစ်ကြောင်းကိုသူဆင်းသွားတာပါဆရာတို့ he told ဆိုတာဘာကြောင့်ဖြစ်ရလဲဆိုတာကို police ကိုပြောရဆိုပြီးတော့ထည့်ထားပါတယ်ဆရာတို့အပေါ်ဆုံးမှာသင်ခဲ့ရတဲ့ they about somebody about something ဆိုတာလေးကိုပြန်မှတ်ရအောင်ထည့်ပေးတာပါ question 3ကိုကြည့်ပါမယ်နီလာဒီနေရာမှာတခါတည်းဆရာတို့အောက်ကစာသားနဲ့ဆက်ပြီးတော့သိနေပါပြီနီလာကျွန်တော်တို့ကိုပြောတယ် that she could not come to the party သူမမလာနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာလဲ to ဆိုတာကိုထည့်ပါတယ်ကျွန်တော်တို့ကိုပြောရင်တဲဆိုတဲ့စကားလုံးကိုသုံးအောင်ပါပါသို့တော့ဒီနေရာမှာ she could not ဆိုတာက she cannot လို့ရေးထားတာမဟုတ်ပါဘူး can ရဲ့ past tense could ကိုသုံးထားတာဖြစ်တဲ့အတွက်တဲရဲ့ past tense ကိုသုံးတာပါဝါကြကနီလာ told us that she could not come to the party နီလာကပါတီကိုမလာဖြစ်နိုင်ဘူးလို့ပြောပါတယ်အဲ့တော့ဒီဝါကြမှာလဲဆရာတို့ပုံစံကတဲအပေါင်း somebody အပေါင်း something ဖြစ်ပါတယ်ဆက်ကြည့်ပါမယ် they ဒီနေရာမှာလဲ as ပါလာပါပြီအပေါ် question 3နဲ့အတူတူပါပဲကျွန်တော်တို့ကိုပြောပါတယ် they were going to the museum that afternoon ဆိုသူတို့ဘာပြောတယ်ဆိုတဲ့အကြောင်းကနောက်ကနေလိုက်ပါတယ်ဘသူကိုပြောတယ်ဆိုတဲ့ as ကကွက်လိုက်ရဲ့နောက်နာလေးမှာကတ်ရှိပါတယ်ဒါကြောင့်မလို့ဒါတဲကိုပဲဖြည့်ရပါမယ်ဒါပေမဲ့ we're going to ဆိုတဲ့ past tense form နဲ့ရေးထားတာဖြစ်တဲ့အတွက် to ကိုလည်းတဲရဲ့ past tense ဖြစ်တဲ့ to ကိုလည်းထည့်တာဖြစ်ပါတယ်အဲ့တော့they told us they were going to the museum this afternoon အဲ့ဒီနေ့လေကပြရိုက်ကိုသွားမယ်လို့သူတို့ပြောတယ်ဒီနေရာမှာကောင်းပို့ပြီးတော့ရေးမယ်ဆိုရင်သူတို့ပြရိုက်ကိုသွားမယ်လို့ကျွန်တော်ကိုပြောတယ်အဲ့တော့ဒီအသုံးမှာလေတဲအပေါင်း somebody အပေါင်း something ဖြစ်ပါတယ်ပုံမှာလဲကွင်းစားကုမ္ပဏီလေးနဲ့ထည့်ရေးပါတယ်ဒီမှာလဲကွင်းစားကုမ္ပဏီလေးနဲ့မှတ်ပါတယ် question 5ကိုကြည့်ပါမယ် I agree with what you call to some extent မကွက်လက်လေးပေးထားပါတယ်
ဒီနေရာမှာကွက်လက်ကဲရှေ့မှာပြောတဲ့လူပါပါတယ်ပြောပြီးတဲ့အခါမှာ to some extent ဆိုတာသူဘာပြောတယ်ဆိုတာကိုသူပြောတဲ့အတိုင်းအတာကိုပြောတာဖြစ်တဲ့အတွက်သူဘာပြောတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲကြောင့်ဒီနေရာမှာနောက်ကအပြောခံရတဲ့လူမပါပါဘူးဒါကြောင့်မလို့ဆရာတို့က say something ဆိုတဲ့အဓိပ္ပာယ်အရသုံးရမယ့်ပုံစံအရဆရာတို့က say ကိုဖြည့်ရပါမယ်ဒါပေမဲ့ဒီနေရာမှာ I agree ဆိုတာကငါသဘောတူတယ်ဆိုတာသူပြောတဲ့စကားကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာ set ကိုပဲဖြည့်ရပါမယ်သူပြောခဲ့တဲ့စကားကိုအတိုင်းအတာတစ်ခုအထိသဘောတူတယ်လို့ပြောတာပါအဲ့တော့ဝါကြကိုဖတ်ပြမယ်ဆိုရင် I agree with what you said to some extent မင်းပြောတာကိုငါအတိုင်းအတာတစ်ခုအထိသဘောတူတယ်ဒီနေရာမှာ set ဖြည့်ရတဲ့အကြောင်းရင်းကိုလည်းဘာပြောသည်ကိုပေါ်ပြ၍ဆေးကိုသုံးတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ဒီမှာဆေးအပေါင်း something ပုံစံဖြစ်ပါတယ်